မြဟမိတ်ကပါဒီနဆွဲလေးပေါ့နော်ပညာဒဏသင်ပေးမယ်လို့ပြောထားပြတဲ့အတွက်ဒီနဆန်းလုတ်ပုံလေးနဲ့ထိုးနည်းလေးတွေကိုပြပေးပါမယ်အဲ့တော့လိုအပ်တဲ့ကုန်ကျန်းလေးတွေကိုအရင်မိတ်ဆက်ပေးပါမယ်လိုအပ်တဲ့ကုန်ကျန်းလေးတွေကတော့တကယ်လို့ထိုးမယ်ဆိုလို့ရှိရင်ဒီမှာချီပေါ့နော်ဒီချီလေးကတော့ဒီ MKE လို့ခေါ်တဲ့ချီလေးပေါ့နော်ဒါလေးကိုသုံးထားတာပါဒါလေးရဲ့ပြင်ပြောင်လေးပေါ့နော်ဈေးလေးလဲသူကကောင်းတယ်ပေါ့နော်အဲ့တော့တကယ်လို့ဒီချီကချီမြင်ကတအားသေးပါတယ်အဲ့တော့တစ်ခါမှမထိုးဘူးဆိုလို့ရှိရင်ဒီလိုချီမျိုးလေးလည်းသုံးလို့ရပါတယ်ဒါလေးကတော့ဈေးသက်သာပါတယ်တရုတ်ကဝင်တဲ့ချီပဲပေါ့နော်ဒါမျိုးလေးသုံးလို့ရတယ်သူ့ချီ site လေးကကြတော့နည်းနည်းလေးအလုံးနည်းနည်းကြီးတယ်ပေါ့နော်အလုံးကြီးတယ်ဒါလေးကတော့တအားမြင်တယ်ထိုးရတာခက်တယ်ပေါ့နော်အဲ့တော့အနံပါတ်ကတော့0.5ပါပြီးရင်ဘာလို့အပ်သေးလဲဆိုလို့ရှိရင်ဒီမှာနော်ကြိုက်တဲ့ကာလာနဲ့ထိုးနော်ထိုးတာကြိုက်တဲ့ကာလာနဲ့ထိုးပါလိုအပ်တဲ့ကုန်ကျန်းလေးတွေကိုပြပေးမယ်ဒီမှာဒီလိုနဂတ်လေးပေါ့နော်နဂတ်လေးဂျိတ်ကောက်နဂတ်လေးလိုမယ်ပြီးရင်ဒီမှာဂွင်းဆက်လေးဒီမှာဂွင်းဆက်လေးပေါ့နော်ဂွင်းဆက်လေးတစ်ခုလိုမယ်ပြီးရင်ဒီချိန်ကျိုးလေးလိုမယ်ချိန်ကျိုးလေးလိုပါမယ်ပြီးသွားရင်ဒီမှာပြပေးမယ်နော်ဒီမှာတက်ထားတဲ့ဒီဟာလေးခရစ္စတယ်လေးပေါ့နော်ဒီလိုခရစ္စတယ်လေးတွေလိုမယ်ပြီးရင်ဒီခရစ္စတယ်လေးကိုစွတ်ပြီးတော့သုံးတယ်ဒီမှာနော်ဒီလိုမျိုးဘောပင်လို့ခေါ်ပါတယ်ဘောပင်လို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးပင်လေးလိုမယ်သူကဒီလိုလေးစွတ်ပြီးတော့သုံးတာပါစွတ်ပြီးတော့ဒါလေးကိုဖြတ်ပြီးတော့ပေါ့နော်ဖြတ်ပြီးတော့သုံးတာအဲ့တော့ handmade plier လေးလိုမယ်ပေါ့နော် handmade plier လေးလိုမယ်ဒါလေးကိုဖြတ်ပြီးတော့ခွေးပြီးတော့သုံးရတာပါအဲဒီမှာပြပေးမယ်နော်အဲဒီမှာဒီလိုလေးခွေးပြီးတော့သုံးတာပါဒီလိုလေးသုံးတယ်နောက်ပြီးတော့ပလဲလုံးလေးလိုမယ်ပလဲလေးထည့်မယ်ဆိုပလဲလေးလိုမယ်ပလဲလုံးလေးလိုမယ်လိုတဲ့ပစ္စည်းများရနော်ပြီးရင်ဒီပန်းပွင့်ထိုးနည်းလေးပြမယ်ပလဲလေးလိုမယ်ပြီးွားရင်ဒီလိုမျိုးပေါ့နော်ပန်းကဒီမှာပါပုံမှန်ထိုးရတာဒီလိုပြုတ်ဖက်ပန်းပေါ့နော်သူ့ကိုပုံသွင်းခြင်းတဲ့အတွက်ဒီလိုမျိုးပုံသွင်းတဲ့ကော်ပေါ့နော်ဒီပန်းကိုတောက်အောင်လုပ်တဲ့ကော်လိုပါမယ်ဒီလိုမျိုးကော်ရည်ပေါ့နော်ဒီလိုမျိုးကော်ရည်လေးလိုပါမယ်လိုတဲ့ပစ္စည်းလေးရတော့အဲ့ဒါပါပဲအဲ့ဒီပုံမှာဒီမှာဘောပင်ဆိုတဲ့ဒီပင်လေးပါတယ်အတွက်ဒီမှာအပန်းပွင့်လေးမှာဘောပင်လေးထည့်ထားတယ်ပလဲလေးထည့်ထားတယ်ဒီမှာဒါလေးကိုကြောင်စုံလေးပေါ့နော်ကိုထိုးမဲ့နှင်းစီအယောင်ရဲ့ဒီလိုမျိုးခရစ္စတယ်လေးတွေကိုဝယ်လို့ရတယ်အလွယ်တကူဈေးလက်အရင်ကြီးရတယ်မှာမပါဘူးပေါ့နော်အဲ့ဒါလေးလိုပါမယ်ဒါဆိုရင်စပြီးတော့ထိုးပြမယ်ဒီပန်းပွင့်လေးစထိုးပြမယ်နော်ပန်းပွင့်လေးဆိုရင်စပြီးတော့ထိုးမယ်နော်မကြည့်ရင်းလေးစလုပ်မယ်ဒီနေရာမှာအဲ့တော့မကြည့်ရင်းလေးစပြီးတော့လုပ်မယ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်မီလီတစ်ချက်တက်မယ်ဒီထဲမှာတိုင်တိုလေးကထိုးမယ်အဲ့တော့ဒီထိုးနီးကကြတော့ဒီငကတ်လေးတွေလောက်တဲ့ထိုးနီးဒီလိုမျိုးပေါ့နော်လှုပ်ချင်တယ်ဆိုလို့ရှိရင်ခြီလုံးဝထိုးတက်မှရပါမယ်ခြီမထိုးတက်ရင်ထိုးလို့မရပါဘူးလေးခုထိုးမယ်ပြီးသွားရင်ကွင်းလေးကိုဆွဲရှုပ်မယ်ရှုပ်ပြီးသွားပြီဆိုလို့ရှိရင်ပထမဆုံးအပေါက်မှာရှက်ကော်လေးနဲ့ဆွဲဆက်မယ်ရှက်ကော်လေးနဲ့ဆွဲချိတ်ပါရှက်ကော်လေးနဲ့ဆွဲချိတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာရှိန်3ခါတက်မယ်နော်1 2 3ခါတက်ပြီးသွားပြီဆိုလို့ရှိရင်1ရစ်2ရစ်တင်မယ်2ရစ်တင်တိုင်းရှည်ဒီထဲမှာပထမဆုံးပေါက်မယ်နော်တတိုင်း2ရစ်တင်မယ်ပြီးရင်ဒီပေါက်ထဲမှာပဲเนาะနေ့တင်တိုင်းရှည်နှစ်တိုင်းနေ့တင်မယ်ဒီပေါက်ထဲမှာပဲနေ့တင်တိုင်းရှည်3တိုင်းနေ့တင်မယ်ဒီပေါက်ထဲမှာပဲနေ့တင်တိုင်းရှည်4တိုင်းပြီးသွားရင်ဒီပေါက်ထဲမှာပဲနှစ်တင်တဲ့အတိုင်းရှည်9တိုင်းထိုးမယ်9တိုင်းတစ်ပေါက်ထဲမှာပဲเนาะအဲ့တော့
9တိုင်ထိုးပြီးသွားပြီဆိုလို့ရှိရင်ချိန်3ကတက်ပြီးတော့ဒီထဲမှာရှက်ကောနဲ့ဆက်မယ်ဒါဆိုရင်နောက်တစ်ပေါက်ကိုရှက်ကောနဲ့ဆက်ပြီးတော့ဒီတိုင်းလေးပဲပွင့်ချက်ကိုထိုးသွားမယ်အဲ့တော့၄ခုရှိတာဖြစ်တဲ့အတွက်၄ခုနဲ့စထားတာဖြစ်တဲ့အတွက်ပွင့်ပတ်၄ခုရှိပါမယ်ဒီမှာပါပွင့်ပတ်၄ခုပါအဲ့လိုလေးထိုးသွားမယ်နော်ဒါဆိုရင်ပွင့်ပတ်၄ခုထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပုံမီလေးတစ်ချက်တက်ပြီးတော့စူးစလေးကိုဖြန်ရပါပြီအဲ့တော့ဒါလေးကဒီထိုးဒီပွင့်လေးပေါ့နော်ဒီအပွင့်လေးနဲ့တင်မယ်ငကတ်တွေအများကြီးလုပ်လို့ရတယ်ပေါ့နော်ဒီတပွင့်ထိုးတက်ရင်ပဲငကတ်တွေများစွာထိုးလို့ရပါတယ်အမတွေမှာတင်ထားတဲ့ပုံတော်တော်များများပါလေဒီပွင့်လေးတွေပါတယ်ပေါ့နော်အဲ့ငကတ်တွေကဒီပွင့်လေးနဲ့တူတူလေးထိုးထားတာပါထိုးကြည့်လို့ရပါတယ်အရင်မခတ်ဘူးပေါ့နော်အဲ့တော့ပြီးတော့မှဒီကော်လေးနဲ့ဒါကိုပုံသွင်းလိုက်တာပေါ့နော်ပုံသွင်းလိုက်တဲ့အခါမှာကိုကအပွင့်လိုချင်တာလားကိုကွေးလေးလိုချင်တာလားအဖူးလေးလိုချင်တာလားအဲ့လိုမျိုးလေးပုံသွင်းရတာပါအဲ့တော့ပုံသွင်းလိုက်ပါဒါလေးကိုကော်လေးနဲ့ပေါ့နော်ကော်လေးနဲ့တုပ်ပြီးတော့ပုံသွင်းပါကဲဒါဆိုရင်နှင်းစီပွင့်လေးထိုးမယ်နော်နှင်းစီပွင့်လေးထိုးဖို့အတွက်ချိန်53ချိန်ထိုးထားပေးပါ53ချိန်ထိုးထားပြီဆိုလို့ရှိရင်ဒုတိယမြောက် SMB ပေါက်ကနေစပြီးတော့တစ်ပေါက်ကိုတိုင်တိုတစ်ခါနှုံးနဲ့ထိုးသွားမယ်အဲ့တော့ခြီထိုးတက်ပြီးသားသူတွေကတော့တရားတွေကထိုးပြောလိုက်တာနဲ့ထိုးတက်တယ်ပေါ့နော်တိုင်တိုတစ်ပေါက်ကိုတစ်ခါနှုံးနဲ့ထိုးသွားမယ်ထိုးရတာလက်ဝင်တာလွင်ထိုးရမခတ်ဘူးပေါ့နော်အဲ့တော့တိုင်တိုလေးတွေတစ်ပေါက်ကိုတစ်ခါထိုးသွားမယ်ဆိုတော့53ချိန်နဲ့စတာဖြစ်တဲ့အတွက်တိုင်တို52ခုရှိပါလိမ့်မယ်တစ်ပေါက်ကိုတစ်ခါစီထိုးသွားပြီနော်ဒါဆိုရင်အဆုံးထိထိုးပြီးသွားပြီပေါ့နော်တိုင်တိုလေးတွေတစ်ပေါက်ကိုတစ်ခါနှုံးနဲ့အဆုံးထိ52ခုထိုးပြီးသွားပြီဆိုလို့ရှိရင်ဖူမီလေး9ခါတက်မယ်1 2 3 4 5ခါတက်ပြီးတစ်ဖက်ကိုလှည့်မယ်လှည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာနော်လှည့်ပြီးသွားပြီဆိုလို့ရှိရင်ပထမဆုံးအပေါက်မှာပဲအခုဒီပုံမီထွက်ထားတဲ့ပထမဆုံးဒီအပေါက်မှာပဲတိုင်ရှည်လေးတစ်တိုင်းထိုးမယ်နော်အပေါက်ထဲမှာပဲနော်တိုင်ရှည်လေးတစ်တိုင်းထူလိုက်မယ်ပြီးရင်ဒီပြန်တင်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်ပြီးသွားရင်ဒီမှာတစ်ပေါက်ကျော်နှစ်ပေါက်ကျော်သုံးပေါက်မြောက်မှာတစ်ခါတိုင်ရှည်တစ်တိုင်းပြန်ထိုးမယ်တိုင်ရှည်တစ်တိုင်းနော်ပြီးသွားရင်ချိန်နှစ်ခုချမယ်ချပြီးသွားရင်အဲ့ဒီအပေါက်ထဲမှာပဲနော်အဲ့ဒီတိုင်ထွက်ထားတဲ့အပေါက်ထဲမှာပဲပြန်ပြီးတော့နောက်တစ်တိုင်ထပ်ထိုးမယ်ဘွီးပုံသဏ္ဍာန်လေးဖော်လိုက်တာပါနှင်းစီတွေပုံမှန်နှင်းစီအကြီးထိုးတဲ့ပုံအတိုင်းပဲနော်ဘာမှဒီပတ်တန်တွေထဲမှာထူထူပြောင်းလဲလိုက်တာမဟုတ်ဘူးအသေးအကြီးကွာသွားတာပဲရှိရပေါ့နော်အဲ့တော့ဒီမှာတစ်ပေါက်ကျော်နှစ်ပေါက်ကျော်သုံးပေါက်မြောက်မှာတစ်ခါတိုင်ရှည်တိုင်ထပ်ထိုးမယ်ဒီမှာနော်တစ်ပေါက်နှစ်ပေါက်ကျော်သုံးပေါက်မြောက်တိုင်ရှည်တိုင်ထိုးမယ်ထိုးပြီးသွားရင်ပုံမှန်တိုင်းပဲနှစ်ချိန်တက်မယ်တက်ပြီးသွားရင်ဒီအပေါက်ထဲမှာပဲပြန်ပြီးတော့တိုင်ရှည်တိုင်းပြန်ထိုးမယ်ဒါဆိုလို့ရှိရင်အဆုံးထိဒီပုံစံ၄တိုင်းပဲထိုးသွားမယ်ဒါလေးကိုဒီဘက်အဆုံးထိရအောင်ထိုးပါမယ်ဒါဆိုရင်အဆုံးထိဒီလိုလေးပြီးသွားပြီပေါ့နော်ဒီလိုလေးပြီးသွားပြီဆိုလို့ရှိရင်ဖူမီလေးတစ်ချက်နှစ်ချက်သုံးချက်ပြန်တက်မယ်တက်ပြီးသွားရင်တစ်ဖက်ကိုလှည့်မယ်လှည့်ပြီးသွားရင်တရစ်တင်မယ်နော်တင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါက်ထဲမှာပထမဆုံးမြင်ရတဲ့အပေါက်ထဲမှာပဲနော်ဘီပုံသဏ္ဍာန်အပေါက်ထဲမှာပဲဘီပုံသဏ္ဍာန်အပေါက်ထဲမှာပဲတိုင်ရှည်လေးတစ်တိုင်ပြန်ထိုးမယ်တိုင်ရှည်တစ်တိုင်ပြီးသွားရင်နှစ်ချိန်ချမယ်တစ်ချိန်နှစ်ချိန်ပြီးသွားရင်ဒီပြန်တင်မယ်တင်ပြီးသွားရင်ဒီပထမဆုံးဘီပုံသဏ္ဍာန်အပေါက်ထဲမှာပဲအခုထိုးခဲ့တဲ့အပေါက်ထဲမှာပဲနော်နောက်ထပ်နှစ်တိုင်ပြန်ထိုးမယ်တိုင်ရှည်တစ်တိုင်နောက်တစ်တိုင်ပြန်ထိုးမယ်နော်နှစ်တိုင်ပြီးသွားရင်တရစ်တင်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ပေါက်မှာလည်းအလိုပဲတိုင်ရှည်နောက်တစ်ပေါက်နော်ဒီလိုဘီပုံသဏ္ဍာန်ထိုးထားတဲ့အထက်မှာထိုးတာနော်ဘီပုံလေးတွေဖြစ်နေတဲ့အထက်မှာထိုးတာပါတိုင်ရှည်တစ်တိုင်ပြီးသွားရင်တရစ်တင်မယ်တိုင်ရှည်တစ်တိုင်နှစ်တိုင်ထိုးတယ်နော်ထိုးပြီးသွားပြီဆိုလို့ရှိရင်နှစ်ချိန်ချမယ်တိုင်ရှည်ပြီးပေါက်ထဲမှာပဲပြန်ပြီးတော့ထိုးလိုက်မယ်နှစ်တိုင်
ဒါဆိုရင်ဒီလိုပုံစံလေးရသွားလိမ့်မယ်ဒီလိုပုံစံလေးเนาะအဲ့တော့ဒါလိုပုံစံလေးကိုအဆုံးထိထိုးသွားမယ်တစ်ပေါက်ကိုတိုင်ရှည်ဒီမှာနှစ်တိုင်စီထိုးသွားရเนาะဒီလိုပုံစံလေးပါကဲဒါဆိုလို့ရှိရင်ဒီလိုလေးထိုးပြီးပြီဆိုလို့ရှိရင်ဒီမှာเนาะထိုးပြီးပြီဆိုလို့ရှိရင်ပူမီလေး3ခါတက်မယ်တစ်ခါ2ခါ3ခါတစ်ဖက်ကိုလှည့်မယ်လှည့်ပြီးသွားရင်ဒီထဲမှာတိုင်ရှည်6တိုင်ထိုးသွားမယ်တိုင်ရှည်ပါရိုးရိုးတရစ်တင်တိုင်ရှည်ကိုပြောတာပါတိုင်ရှည်6တိုင်ထိုးပါမယ်3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
5 6 9 10 9တိုင်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီဘေးမှာတိုင်တိုလေးနဲ့ဆက်မယ်ဘေးပေါက်နော်ဘေးမှာတိုင်တိုလေးနဲ့ဆက်တိုင်တိုလေးနဲ့ရှက်ကော်လေးဆက်ပြီးတရစ်ပြီးသွားရင်ဒီကြားလေးတဲ့နော်ဒီကြားလေးတွေမှာထိုးတာနော်ဒီကြားလေးထဲမှာပြန်ပြီးတော့တိုင်ရှည်6တိုင်ပြန်ထိုးမယ်ပွင့်ဖက်လေးတွေပုံဖော်သွားမယ်အဲ့တော့ဒါလေးကိုအဆုံးထိထိုးသွားမယ်ပေါ့နော်6ခါစီပဲထိုးသွားမယ်ဒီကြားလေးတွေထဲမှာထိုးသွားမယ်ဒီမှာနော်ဒီကြားလေးတွေထဲမှာထိုးမှာဒီ6တိုင်ထိုးမယ်ပြီးသွားပြီဆိုလို့ရှိရင်6တိုင်ထိုးမယ်ပြီးသွားရင်ဒီကြားထဲမှာရှက်ကောဆက်မယ်ဆက်ပြီးဒီထဲမှာတိုင်ရှည်6တိုင်ပြန်ထိုးမယ်အဲ့လိုနဲ့ပွင့်ဖက်လေးတွေထိုးသွားမယ်ဒါလေးကဒီလိုမျိုးနှင်းစီပူလေးကတော့2ခုထိုးရမယ်ဒီခုနကထိုးပြတဲ့ဒါလေးကတော့တစ်ဖက်မှာဒီမှာ2ခုစီထည့်ထားပါတော့เนาะအဲ့2ပွင့်ထပ်စီထည့်ထားပြီးတဲ့ဒီမှာ2 4 6 8 10ပွင့်နှဆွဲတစ်စုံလုံးမှာဆိုရင်10ပွင့်ဒီဘက်မှာဆို10ပွင့်ဆိုတော့ဒါလေးကအပွင့်20ဒါလေးကတစ်ခုစီပေါ့เนาะအားလေးထိုးပါမယ်အဲ့တော့ဒါလေးထိုးသွားမယ်เนาะဒါဆိုရင်အဆုံးတည်ပြီးသွားပြီပေါ့เนาะအဆုံးတည်ပြီးသွားပြီဆိုလို့ရှိရင်ခုဒီမှာခြေစလေးကိုဖြတ်လိုက်ပါခြေစလေးကိုဖြတ်ပြီးရင်ဒီကော်လေးနဲ့တုပ်ထားတာပေါ့เนาะကော်လေးနဲ့တုပ်ရပါတယ်ကော်လေးနဲ့မတုပ်ရင်တော့ပုံစံမကျဘူးပေါ့เนาะတုပ်ပြရပြီဆိုလို့ရှိရင်အခုဒီမှာဒါကအခုထိုးထားတဲ့ဘက်เนาะအဲ့ဘက်ကနေပြီးတော့ဒီလိုလေးလိမ့်သွားမယ်ဒီမှာเนาะဒါကကြတော့အပြင်ဘက်ဒါအတွင်းဘက်ပေါ့เนาะအဲ့တော့ဒီလိုလေးလိမ့်သွားမယ်ဒီထိတ်လေးကနေစပြီးတော့ဒါအမကတော့ချုပ်တာပေါ့နော်ချုပ်တာကတော့ဒီစပြီးထိုးတဲ့သူချုပ်ရတာခက်လိမ့်မယ်အဲ့တော့ဒီနေရာမှာကော်လေးပေါ့နော်ကော်ဆိုတာကတ်တဲ့ကော်ပါကတ်တဲ့ကော်လေးထည့်မယ်ဒါလိုမျိုးကော်လေးတွေပေါ့နော်ဒါလိုမျိုးကော်လေးတွေသုံးလို့ရတယ်ဒါမျိုးလေးတွေသုံးပြီးတော့ထည့်သွားပေါ့နော်ထည့်ပြီးတော့လိပ်ပါချုပ်တာကြတော့ခက်လိမ့်မယ်ပေါ့နော်ချုပ်ကခက်တယ်အဲ့တော့ချုပ်မပြတော့ဘူးနော်ကော်လေးကိုပဲသုံးပြီးတော့ထည့်သွားလိုက်ပါပြန်လိပ်ပြမယ်နော်အဲ့တော့ဒီလိုလေးလိမ့်သွားမယ်ထိပ်ဖူးလေးကိုပေါ့နော်လိမ့်သွားပြီးရင်ဒီလိုမျိုးလေးတွေလိုက်တင်လေးပဲလိမ့်သွားလိုက်နော်လိမ့်သွားလိုက်ပါလိုက်တင်လေးပဲလိမ့်သွားလိုက်ပါဒီလိုမျိုးလေးအပွင့်လေးကိုလှန်ချနော်လိပ်ပြီးရင်ဒီတိုင်းထားလို့ရှိရင်ငုံကြီးဖြစ်နေလိမ့်မယ်နည်းနည်းလေးပွင့်လေးကိုလှန်ချပါလှန်ချပြသွားပြီဆိုရင်ဒါဆိုလို့ရှိရင်ဒီမှာလိုချင်တဲ့နှင်းစီပွင့်လေးရသွားပြီကော်လေးထည့်ပြီးတော့လိပ်သွားလို့ရှိရင်တခါတည်းနှင်းစီပွင့်လေးကကတ်သွားလိမ့်မယ်ဒီမှာချုပ်မယ်ဆိုလို့ရှိရင်တော့ဒီကနေချုပ်ကြတာပေါ့နော်ဒီလိုပုံစံလေးပါဒီပုံစံလေးပေါ့နော်ဒီလိုပုံစံလေးရသွားပါလိမ့်မယ်ဒါကတော့နှင်းစီကိုအကြီးထိုးတာပေါ့နော်အမကနှင်းစီကိုဒါကြီးကျင်တာဖြစ်တဲ့အတွက်ဒီနှင်းစီပွင့်လေးပေါ်ကျင်တာဖြစ်တဲ့အတွက်ဒီချိန်53ချိန်နဲ့စပြီးထိုးတာပါသိကျင်တယ်ဆိုလို့ရှိရင်ဒီတက်ချိန်ရီအတွက်ကို short ပြီးတော့ထိုးလို့ရတယ်ပေါ့နော်ဒါမျိုးချိန်ရီတို့ကကိုကြိုက်သလိုမျိုးပွင့်လိုချင်တဲ့ site ကိုပုံဖော်လို့ရတယ်ကြီးကျင်ရင်ချိန်ရီအတွက်များထိုးမယ်သိကျင်တယ်ဆိုရင်ချိန်ရီတွေနည်းနည်းပဲထိုးမယ်အဲ့တော့ဒီလိုလေးရသွားပြီဆိုလို့ရှိရင်အခုဒီမှာ green လေးတက်မယ်ပြမယ်နော်ဒီမှာ green လေးပေါ့နော်ဒီ green လေးတက်မယ်ဒါမျိုး green လေး
ဒါမျိုးကွင်းအလွတ်လေးတွေဝယ်လို့ရတယ်ဒါမျိုးကွင်းအလွတ်လေးမှာဒီမှာကွင်းချိတ်လေးနော်ကွင်းလေးဂျားကွင်းလို့ခေါ်တယ်ကွင်းဆက်လို့လည်းခေါ်တယ်ဒါမျိုးကွင်းလေးပါဒါမျိုးကွင်းလေးကိုဒီမှာထိတ်မှာနှင်းစီပွင့်ထိတ်မှာတက်မယ်တက်ပြီးသွားပြီဆိုလို့ရှိရင်၄ပေါက်မြောက်မှာချိတ်လိုက်တယ်ဒီလိုလေးချိတ်လိုက်တယ်ချိတ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ခုနကထိုးထားတဲ့အပွင့်လေးတွေဒီမှာအပွင့်လေးတွေကိုဒီဘောပင်ချောင်းလေးဆွတ်လိုက်တယ်ဘောပင်ချောင်းလေးဆွတ်မယ်ဒီလိုလေးပေါ့နော်ဆွတ်နှစ်ပွင့်ထပ်စီဆွတ်မယ်နော်ဒါမျိုးလေးဆွတ်မယ်ဆွတ်ပြီးသွားပြီဆိုရင်ဒီမှာပလာယာနဲ့ဖြတ်မယ်ပလာယာနဲ့အတိုင်းဓာတ်ကိုကြည့်ပြီးတော့ဖြတ်ချလိုက်မယ်ပလာယာနဲ့အတိုင်းဓာတ်ကိုကြည့်ပြီးဖြတ်ချလိုက်မယ်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအလုံးလေးနဲ့ဒီလိုမျိုးလေးကွေးချရမယ်ဒီလိုလေးကွေးရမယ်ဒါဆိုလို့ရှိရင်ကွေးပြီးရင်ခုဒီမှာနော်ဒီလိုမျိုးကွေးလိုက်တာပါဒီလိုလေးကွေးလိုက်တာပါအဲ့တော့ဒီငကက်ရဲ့ဒီလုပ်ပုံလုပ်နည်းလေးကိုအခုပြောပြပြီးပြီပေါ့နော်အဲ့တော့ပြောပြပြီးဆိုတော့လိုက်ပြီးလုပ်ကြည့်ပါဒီလိုမျိုးအသေးစိတ်သင်တန်းလေးတက်ချင်တယ်ဆိုလို့ရှိရင်တော့သင်တန်းလေးရှိပါတယ် jewelry သင်တန်းလေးပေါ့နော်အဲ့ဒီမှာတော့အသေးစိတ်သင်ပြပေးထားတယ်အခုကတော့လုပ်ပုံလုပ်နည်းလေးနဲ့ထိုးနည်းလေးကိုပြသပေးသွားဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လိုက်ပြီးတော့ထိုးကြည့်ပါဒါဆိုလို့ရှိရင်ထိုးတက်မယ်လို့မျှော်လင့်ပါတယ်ငကက်လေးတွေပုံဖော်ခြင်းနဲ့ဆိုလို့ရှိရင်အဲ့လိုလေးပုံဖော်တာပါဒီဒီဇိုင်းလေးကိုကြည့်ပြီးတော့ပုံဖော်ကြည့်ပေါ့နော်ဒီဇိုင်းလေးကိုကြည့်ပြီးတော့အခုဒီမှာအမဘယ်လိုလုပ်တဲ့နီးလေးကိုပြပေးထားဖြစ်တဲ့အတွက်ဒီဇိုင်းလေးကိုကြည့်ပြီးတော့ပုံဖော်သွားလိုက်ပါပုံဖော်သွားရင်ပုံဖော်တက်သွားမှာပါအဲ့တော့ဒီမှာနှင်းစီပွင့်လေးကိုဆိုလို့ရှိရင်လည်းဒီမှာချိတ်ထားတယ်ပေါ့နော်ဒီမှာကွင်းလေးနဲ့ချိတ်ထားတယ်ပြီးရင်ပန်းပွင့်လေးတွေကိုတွဲလာချိတ်ထားတယ်ဒါဆိုရင်လုပ်ကြည့်ပါအားလုံးကိုကျေးဇူးတင်ပါတယ်